ထိုင်းနိုင်ငံခိုတောင်းကျွန်းခေါ်လိတ်ကျွန်းလူတက်မှုရဲ့အဓိကတရားလိုပြသက်သေကိုမောင်မောင်အပါဝင်3ဦးကိုတရားရုံးထုတ်စစ်ဆေးပြီးတဲ့နောက်အချုပ်ကနေမနေ့ညနေပိုင်းကအပြီးပိုင်လွှတ်ပေးလိုက်ပြီဖြစ်ပါတယ်။ကိုမောင်မောင်ဟာလက်ရှိမှာမြန်မာကိုယ်စားလှယ်အဖွဲ့နဲ့အတူရှိနေပြီးမြန်မာနိုင်ငံကိုပြန်ဖို့အတွက်တန်ယုံကစီစဉ်ပေးတာကိုစောင့်ဆိုင်းနေတယ်လို့အမှုကိုလိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ဘန်ကောက်မြို့အခြေစိုက်ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAD ရဲ့ညွှန်ကြားရေးမှူးဦးကျော်တောင်းကပြောဆိုပါတယ်။ဒီကောင်လေးတို့ကမနေ့ကညနေကသူတို့မင်းတို့သွားချင်သွားဆိုပြီးတော့လှုပ်လိုက်ပြီ။ဆက်ဆံလေးတပြားမှမရှိဘူး။သူတို့တရားဝင်နေထိုင်မှုဆိုတာလေးဘာမှမရှိဘူး။ဒီကောင်လေးတစ်ခုခုဖြစ်သွားလို့ရှိရင်တော်တော်စိတ်မကောင်းစရာဖြစ်မယ်။အဲဒါကြောင့်မို့လို့ကျွန်တော်တို့ကတန်ရုံကိုတင်ပေါ်တာမကြီးကဒီကောင်လေးကိုတန်ရုံကိုပဲခေါ်လာခဲ့ပါကျွန်တော်အကောင်းဆုံးဖြစ်အောင်စီစဉ်ပေးမယ်ဆိုတော့ဒီကောင်လေးကမှုအတွက်မလိုအပ်တော့ဘူးဆိုလို့ရှိရင်တော့တန်ရုံပေါ်မြန်မာအစိုးရရဲ့ကူညီဆောင်ရှောက်မှုနဲ့သူ့ရဲ့မိဘလက်ထက်ကိုကောင်းအောင်ပြန်အောင်သွားမှာပေါ့ကိုမောင်မောင်နဲ့2ဦးကိုမနေ့ကစူရက်ဌာနီခရိုင်ကကော့စပွင်တရားရုံးမှာရုံးထုတ်ပြီးကြိုတင်သက်သေထွက်ချက်ရယူခဲ့ပြီးတဲ့နောက်ပြန်လွှတ်ပေးလိုက်တာဖြစ်ပါတယ်။ဒါ့အပြင်အမှုနဲ့ပတ်သက်ပြီးတရားခံတွေအဖြစ်ဖမ်းဆီးခံရတဲ့ကိုဝင်းစော်ထွန်းနဲ့ကိုဇော်လင်းတို့ရဲ့မိဘတွေကိုခေါ်ယူနိုင်ဖို့အတွက် MAD အဖွဲ့ကဦးကျော်တောင်းကမနေ့ကမြန်မာနိုင်ငံကိုတွားရောက်ကူညီမယ်လို့သိရပါတယ်။လိတ်ကျွန်းမှာဗြိတိန်နိုင်ငံသား2ဦးအသက်ခံမှုနဲ့ပတ်သက်ပြီးမနေ့ကဘန်ကောက်မြို့ဗြိတိန်တန်ယုံအရာရှိကမြန်မာနဲ့ထိုင်းတန်ယုံအရာရှိတွေနဲ့တွေ့ဆုံခဲ့ကြရမှာထိုင်းတန်အရာရှိကအမှုနဲ့ပတ်သက်တဲ့စီရင်မှုတွေမှာဗြိတိန်နဲ့မြန်မာနိုင်ငံတို့က DNA မျိုးရိုးဗီဇစစ်ဆေးမှုကလွဲလို့လေးလာစောင့်ကြည့်အဖွဲ့တွေကိုစောင့်ကြည့်လေးလာခွင့်ပြုခဲ့ကြောင်းသိရပါတယ်ခင်ဗျာ။ထိုင်းရဲတပ်ဖွဲ့ရဲ့တရားလိုပြသက်သေတွေဖြစ်တဲ့ကိုမောင်မောင်ကိုအောင်စောလင်းနဲ့မတ်နီနီအောင်တို့ရဲ့စစ်ဆေးထွက်ဆိုချက်တွေကိုအစိုးရရှင်းနေများရုံးကတလအတွင်းစီစစ်ပြီးတရားရုံးကိုအမှုတင်သွင်းသွားမယ်လို့သိရပါတယ်။ကော့စမွေကျွန်းတရားရုံးမှာမနေ့ကစစ်ဆေးခဲ့ရမှာထိုင်းအစိုးရတပ်တွေကဒီအမှုမှာမြန်မာနိုင်ငံသား2ဦးပါဝင်ပတ်သက်မှုကိုသူတို့မသိပါဘူးလို့ထွက်ဆိုခဲ့ကြောင်းအမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ရှင်းနေဦးအောင်မျိုးတန်းကပြောပါတယ်။ဒီလူထုနဲ့ပတ်သက်လို့အခုတက်နေတော့ဆိုလို့အခုစိုးစိုးခံသူတွေပေါင်းပတ်သက်မှုရှိတယ်ဆိုတာကိုသိတာရှိတယ်လို့ဒီနားလည်းမရှိဘူးလို့တရားရုံးမှာပြောဆိုအခုအခြေအနေရဆိုရင်တော့တရားရုံးမှာမြင်ရတာကတော့စိုးခံသူတွေနားလေးကောင်းတဲ့ရန်ကုန်ဘက်ကိုပို့တယ်ဒီစစ်စီးသူပြည်စုံတဲ့တလားတရားရုံးတော့တင်မလို့ပြောတာသက်သေဖြစ်ထိန်းသိမ်းထားတဲ့မြန်မာ3ဦးကိုထိုင်းအစိုးရကဒီကနေ့မှပြန်လွှတ်ပေးခဲ့ပြီးတရားလိုပြသက်သေတွေရဲ့ထွက်ဆိုချက်ကြောင့်တရားခံတွေကိုကာကွယ်ပေးနိုင်မယ့်အချက်တွေရရှိထားပြီးအမှုအတွက်အလားအလာကောင်းမွန်တယ်လို့မြန်မာတရားခံတွေဘက်ကလိုက်ပါဆောင်ရွက်နေသူတွေကပြောပါတယ်။ခိုတောင်ကျွန်းလူသတ်မှုအတွက်တရားခံဖြစ်ဖမ်းဆီးခံထားသူကိုစော်လင်းနဲ့ကိုဝင်းစော်ထွန်းတို့ကိုဥပဒေဘောင်တွေကတတ်နိုင်များကူညီနိုင်ဖို့အတွက်မြန်မာအစိုးရဘက်ကအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခုစေလွှတ်ဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။ဒီသတင်းကိုအားဖြင့်တော့မဆန်းမော်ပေးပို့ရပါခင်ဗျာ။ခုနရေခုတော့ထိုင်းနိုင်ငံခိုတောင်ကျွန်းကလူသတ်မှုနဲ့ပတ်သက်တဲ့သတင်းဖက်ကျမတို့ဆက်ရအောင်ပါနော်ဟုတ်ကဲ့ပါအဲ့ဒီလူသတ်မှုမှာအဓိကတရားလိုပြသက်သေတွေဖြစ်နေတဲ့ကိုမောင်မောင်အပါဝင်3ယောက်ကိုဒီတရားရုံးထုတ်စစ်ဆေးပြီးတဲ့အခါမှာတော့မနေ့ညနေတော့လုံးဝခွင့်လွှတ်ချုပ်လွှတ်ပေးလိုက်ပြီဖြစ်ပါတယ်အဲ့တော့ပြန်လွတ်လာတဲ့ကိုမောင်မောင်ကိုဒေါက်ခင်ကင်းဆက်သွယ်မေးမြန်းလာတာနားဆင်နေပါပြီခင်ဗျာကိုမောင်မောင်အခုဘယ်နေရာကိုရောက်နေတာပါလဲရှင်ကျွန်တော်ရောက်နေတာစူလာဟယ်လိုရောက်နေကြလားကျွန်တော်ရန်တော့ဆိုပြင်းချောင်းနေရပါနေရပါတော့ဒီပလေးကျွန်တော်စောင့်နေ2ယောက်အနည်းဆုံး3ယောက်ပေါ့နော်အဲ့လိုမျိုးစောင့်နေမနေ့ညမှာအဲ့ကျွန်တော်စောင်းရဲ့ဘန်ကလိုထဲမှာပလိနဲ့မရှိတော့ဘူးနောက်ထပ်ကွာတော်ကြားလာတဲ့ကျွန်တော်တကယ်တက်တကယ်3ယောက်ကိုမင်းတို့တော့ကျင်တော့ဆိုပြီးဆွဲတော့ပေါ့ဆွဲတော့လိုက်ပြီးကျွန်တော်ကိုယ်ကမလုံရှုံဘူးဆိုပြီးမနေ့ကဒီတိုင်ဝမ်လူကြီးရဲ့စီမှာတော့အိတ်လိုက်ပါတော့မနေ့ကကိုမောင်မောင်တို့ကိုဒီအမှုနဲ့ပတ်သက်ပြီးတော့တက်တေစစ်ဆေးတော့ဘာတွေများကိုမောင်မောင်ကိုမေးပါလဲရှင်ကျွန်တော်ဒီအမှုနဲ့ပတ်သက်ပြီးဘယ်လောက်ဒီဆွဲရမှုအတိတရားရှိရလဲအဲ့လိုပဲကျွန်တော်ကလည်းသူတို့မေးတာကိုဖြေပေါ့နော်မသိရင်မသိဘူးသိရင်သိတယ်မတိကြရင်ကျွန်တော်ပြောတိကြမှာကျွန်တော်ပြောဒီလူကြီးကလည်းကျွန်တော်သဘောကျရလို့ကျွန်တော်ထက်ကျွန်တော်တရားမှာမနေ့ကဖြစ်သွားတာကိုလေဒါမှတရားကြီးပဲလို့သူတို့လည်းလက်ခံတော့ပါပေါ့ဟုတ်ကဲ့ကိုမောင်မောင်ကိုသူတို့ကတက်တေအဖြစ်နဲ့ဘာကြောင့်ခေါ်တာလဲကိုမောင်မောင်ကရောဒီအမှုကိုဘယ်လောက်ထိသိထားပါလဲရှင်ကျွန်တော်ဘာဖြစ်လို့တက်တေခေါ်လဲဆိုတော့အခုဖမ်းထားတဲ့နေရာကကျွန်တော်တငယ်ချင်းတွေဖြစ်နေတယ်နောက်ပြီးသူတို့နဲ့အဲ့နေရာကျွန်တော်အဲ့နာအင်းကလေးတဲ့နေရာမှာပေါ့ဘီယာတော့တော့သေးတယ်ဘီယာ3လုံးကုန်တာလဲကျွန်တော်ကောက်မှလေးစီသွားလိုက်ပါတော့ကျွန်တော်တော့ချိန်က2နာရီပတ်ဝန်းကျင်ပေါ့သူတို့နေရာအဲ့နေရာမှာကျန်ခဲ့တယ်ကျွန်တော်ပြန်လာ4နာရီ50ပတ်ဝန်းကျင်လောက်မှပြန်လာတယ်သူတို့နေရာကျွန်တော်အခက်မှာအဲ့ရပေါ့နော်ကျွန်တော်ကဒီအမှုဖြစ်တာဘာမှမသိသေးဘူးပေါ့မနေ့မိုးလိုက်အလုပ်ဆင်းနေလေလူများရဲ့ပလိတ်တွေအများကြီးပဲဒါပေမဲ့ကိုကတတိမထောက်ဘူးပေါ့နော်ကိုလည်းဘာမဆိုင်ဘူးပေါ့အဲ့လိုမျိုးဒီအမှုကဒီလောက်တည်းကြီးဝင်လို့လည်းမျောလဲပေါ့ရေးကြီးလာတခုကကျွန်တော်အတွက်
CD ကင်မရာထဲမှာပြင်းနေတဲ့ပုံနဲ့ကျွန်တော်စပယ်နဲ့တူနေပေါ့နော်အဲ့ပုံနဲ့တူနေဆိုတော့ကျွန်တော်ပလိတ်တွေမနေ့မိုးလိုက်လာစစ်တယ်အဲ့ကင်မရာအချင်းမှာပြေးခိုင်းရပေါ့ကျွန်တော်ပြေးပြလိုက်ပေါ့နော်ဒါပေမဲ့မဟုတ်ဘူးဆိုတော့ပြန်လွှတ်ရပေါ့နော်ကျွန်တော်ဖြစ်လာပိုင်းတရက်နဲ့မှာပလိတ်နဲ့တော့ခေါ်လာရဗျာကျွန်တော်ကလည်းဘာပြင်းမရှိဘူးဆိုတော့လိုက်တော့ရပေါ့နော်သူတို့နဲ့တငယ်ချင်းဖြစ်တဲ့အကြောင်းပေါ့နော်နောက်ပြီးဘီယာတောက်တဲ့တမုံပေါ့နော်အဲအကြောင်းတက်တည်ခံဖြစ်ပါပေါ့ကိုမမောင်ကိုဒီထိမ့်သိမ်းထားတဲ့အချိန်မှာရောရိုက်တာနှက်တာတွေရှိလားရှင်စစ်မေးတာတွေရောရှိလားရှင်ကျွန်တော်ရိုက်တာနှိုက်တာရှိရပါတော့သုံးခါရှိတယ်ရိုက်တာနှိုက်တာသုံးခါကြည့်မှလည်းကျွန်တော်ကိုယ့်အကောအားတန်တာပေါ့အဲ့ကွက်တောင်ကျောင်းမှာဖန်းခံ3ရက်မှာထမဲရ2ထက်ရဲ့နောက်နို့တစ်ထုပ်ရဲ့အကြွယ်နှစ်ချမ်း3ရက်အတွင်းမှာအဲ့လောက်ပဲစားခဲ့ရတယ်ကျွန်တော်အဲ့ကိုမမောင်ကိုအဲ့ဒီထိမ့်သိမ်းထားတော့စကပြန်ကရောဘယ်လိုအနေထားရှိလဲအဲ့စကပြန်နဲ့ပတ်သက်ပြီးတော့လည်းနည်းနည်းပြောပြပေးပါရှင်စကပြန်အနေထားကိုကျွန်တော်ပြောရမယ်ဆိုတော့ကျွန်တော်ကသူ့ကိုဖတ်ရတယ်ကျွန်တော်ကပြောတာပေါ့နော်ကျွန်တော်သိသလောက်တော့ပြောနိုင်မယ်မသိရင်မပြောနိုင်ဘူးအဲ့ဒါပဲရှိတယ်ကျွန်တော်တိုင်းနေသိမှာပေါ့နော်ကျွန်တော်ဆုံးစကားပြောတာပေါ့အဲကြောင့်သူကျွန်တော်ချင်းချောက်လည်းမချင်းချောက်ဘူးပေါ့နော်ဘာမှတော့မပြောရဘူးကျွန်တော်ဒီပလိတ်တွေရိုက်တာနှိုက်တာတော့ရှိတာပေါ့ဒီစကပြန်တော့ကျွန်တော်ဘာတော့မလုပ်ရဘူးအခုကိုစောလင်းနဲ့ကိုဝင်းစောထွန်းတို့လူသက်မှုနဲ့ပတ်သက်ပြီးတော့အဖမ်းခံနေရတယ်ကိုမောင်မောင်ကဘယ်လိုမြင်လဲကျွန်တော်ကတော့သူတို့တတ်တယ်လို့တော့မယုံဘူးပေါ့နော်အခုချိန်ကြီးလည်းမယုံဘူးပေါ့မနေ့ကတရားရုံးမှာအတွက်ဆိုကျွန်တော်မမဲတာမကန်တာဘာမှမပြောဘူးပေါ့နော်သူတို့ကသူတို့ငါတို့တတ်ပါတယ်ဆိုပြီးဝန်ခံသွားလို့တာတကူကျွန်တော်အနေနဲ့ဆိုတော့ဘယ်လိုပြောရမလဲအခုချိန်ကြီးလည်းမယုံသေးဘူးသူတို့လူတစ်ယောက်တက်ဖြတ်တယ်ဆိုတာယုံလည်းမယုံဘူးတက်ခံရတဲ့လူနှစ်ယောက်နဲ့ဒီလူနှစ်ယောက်ကိုရှန့်ချင်လိုက်ရင်တော်တော်အားနည်းချက်တွေရှိတယ်ပေါ့နော်အခုလူနှစ်ယောက်ဖမ်းထားတဲ့လူနှစ်ယောက်ဒီလူသက်မှုနဲ့ပတ်သက်ပြီးတော့တငယ်ချင်းဖြစ်သူတွေလည်းဖမ်းခံရတယ်ကိုမမောင်ကိုယ်တိုင်လည်းရိုက်နှက်ခံရတာတွေရှိရဆိုတော့ဒီအမှုနဲ့ပတ်သက်ပြီးတော့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးဘယ်လိုများစိတ်ထဲမှာခံစားရလဲပထမဆုံးတော့ဒီအခုမဖမ်းခင်မဆိုင်တဲ့လူတွေတော်တော်များများထိခိုက်နိုင်တာတော့ပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေပေါ့ကျွန်တော်ကပါနောက်ထပ်လူတွေလည်းတော်တော်များများသူတို့ရိုက်လိုက်တာကိုမနေ့ခံခဲ့ရပေါ့နော်အဲဒါကျွန်တော်မြန်မာနိုင်ငံသားကဘယ်လိုလဲဘယ်မရှိ passport မရှိပလိတ်လာရေးပြည့်ခါကြရင်ဒီတရားခံလိုပါလို့ပေါ့နော်အဲ့လိုမျိုးကိုအဲ့အကြောင်းလဲသူတို့နှိမ့်ဆက်တယ်ပေါ့တခြားလူတွေပေါ့နော်ဒီအခုမဖမ်းမိခံပေါ့ကိုလည်းလုံးဝယုံကြည်ကြည်အလုပ်ကိုကျိုးကြောက်တော့လုပ်တာကျွန်တော်မျောလန်းထားရတယ်တခုမှမဖြစ်လာဘူးအခုကိုမမောင်ဘာဆက်လုပ်မလဲဟိုဗမာပြည်ကမိဘတွေညီကိုမောင်နှမတွေနဲ့ရောအဆက်အသွယ်ရလားရှင့်ကျွန်တော်မြန်မာနိုင်ငံကိုပြန်ဖို့လုံးဝအခြေပြုထားပြီခင်ဗျကျွန်တော်ဖေမေကျွန်တော်မိသားစုတွေလည်းတော်တော်တောင်းဆိုနေကြပါဘောနော်ကျွန်တော်အရင်ကိုတွေ့ချင်နေကြပါဘောကျွန်တော်ရောပြန်ဝတ်စိတ်ကူးရှိတယ်ပေါ့နော်မြန်မာနိုင်ငံပြန်ဝတ်စိတ်ကူးရှိတယ်ကိုမမောင်ကဘယ်စာတိလဲရှင်ကျွန်တော်ရခိုင်ပြည်နယ်ရသေ့တောင်မြို့နယ်လိုင်ကွမ်ဟာကိုမမောင်ရေအခုလိုပြောပြပေးတာကျေးဇူးတင်ပါတယ်နော်